ကြားတွေကြားမှာငါနှလုံးသားမောဟိုက်နေခဲ့တယ်မနှက်ပြန်ဆိုတာမသေးကြဘူးအလုံးကတရွေရွေပြောင်းလဲလို့ငါဘာကိုစုပ်ကိုင်ထားရမလဲဒါပေမဲ့အလင်းတစ်ခုမြင်လိုက်ရတယ်ဘူလောင်ခြင်းတွေငြိမ်းစေတဲ့အရာရင်ထဲမှာအေးချမ်းသွားပြီဘုဒ္ဓံဓမ္မံငန်ကိစာမိယရနာသုံးပါးကိုစီကပ်ပါ၏ငါရဲ့စိတ်လုံးတွင်နာခိုရာလမ်းပြောင်းနေတဲ့ခြေလမ်းတွေအတွက်ဒီတရားတော်ဟာအလေးရောင်မဲလေးရောင်မဲပခုံးပေါ်ကအလေးထုတ်တွေချလိုက်ပါမမြဲခြင်းကိုလက်ခံလိုက်တဲ့အခါအရာရာဟာလှပလို့လာတယ်အမားတွေကိုသင်ခန်းစာယူမယ်အသစ်ကပြန်စားဖို့မကြောက်တော့ဘူးလက်ရှိချိန်မှာအကောင်းဆုံးနေထိုင်မယ်ဒါပေမဲ့အလင်းတစ်ခုမြင်လိုက်ရတယ်ဘူလောင်ခြင်းတွေငြိမ်းစေတဲ့အရာရင်ထဲမှာအေးချမ်းသွားပြီဘုဒ္ဓံဓမ္မံငန်ကိစာမိယရနာသုံးပါးကိုစီကပ်ပါ၏ငါရဲ့စိတ်လုံးတွင်နာခိုရာလမ်းပြောင်းနေတဲ့ခြေလမ်းတွေအတွက်ဒီတရားတော်ဟာအလေးလေးရောင်ပဲမုန်တိုင်းတွေတိုက်ခတ်ပါစေငါစိတ်ဟာတည်ငြိမ်နေမယ်တရားတော်ရဲ့အိမ်အိမ်အောက်မှာကြောင်ရွှင်ခြင်းတွေကွယ်ပြောက်ပြီးအေးချမ်းကြပြီအေးချမ်းပါစေစိတ်နှလုံးသားလေးငြိမ်းချမ်းပါစေဗုဒ္ဓံဓမ္မံငန်ကိစာမိကိစာမိကိစာမိ